Hello podcast ပေါ် positive channel ကနေကြိုဆိုလိုက်ပါတယ်နော်အားလုံးပဲနေကောင်းချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အခုလိုမျိုးအရန်တိုးတက်ပြောင်းလဲလာတဲ့ AI ခေတ်ကြီးထဲမှာရှင်ပြန်ရတာအရန်ပင်ပန်းတယ်လို့ခံစားပူးကြတာအခါတလေကျတော့ငါဘာလို့အရန်ရုန်းကန်နေရတာလဲဆိုတော့စိတ်တွေးမိတယ်ပေါ့နော်တွေးမိပြီးစိတ်ထဲမှာအဆင်မပြေဖြစ်လာတဲ့အခါမျိုးရှိတယ်ဆိုလို့ရှိရင်တရုတ်ပြည်ကဒီနှစ်ပေါင်း2500ကျော်ကြာပြီဖြစ်တဲ့ philosophy လို့ခေါ်တဲ့အတွေးခေါ်တစ်ခုကအသိအောင်ဖြည့်ပေးနိုင်ပါတယ်အဲ့ဒါကတော့တာဝဇင်လို့ခေါ်တဲ့တာဝဝါဒဖြစ်ပါတယ်ဘဝကိုစိတ်အေးချမ်းရုံနဲ့မကဘဲနဲ့အောင်မြင်မှုအထီကိုပါလမ်းပြပေးမယ်တာဝဝါဒရဲ့အဓိကအတွေးခေါ်၃ခုကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ဒီတာဝဝါဒကိုစတင်တည်ထောင်ခဲ့တဲ့သူကကြတော့တရုတ်ပြည်ကလောင်စုလို့ခေါ်တဲ့ပညာရှိတစ်ယောက်ဖြစ်တယ်ပေါ့နော်တာဝဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ် TAO ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကလမ်းပေါ့နော်ဝေးသို့မဟုတ်ဒီတဘာဝတရားရဲ့စီးချက်လို့ပြောလို့ရမယ်ထင်ပါတယ်ပထမဆုံးအနေနဲ့ဒီတာဝဝါဒကဘာလို့သင်ကြားပေးလဲဆိုလို့ရှိရင်ဒီလောကကြီးထဲမှာအရာရာပေါ့နော်သူ့လိုလဲပတ်နေတယ်ကျမတို့တဘာဝတရားကြီးကသူ့လိုစီးချက်အတိုင်းလဲပတ်နေတယ်ပေါ့နော်ပြီးတော့စัจ java လာကလည်းသူလမ်းကြောင်းနဲ့သူသွားနေတယ်ဆိုတော့ယူဝါဒရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့လူသားတွေကအဲ့ဒီတဘာဝတရားကြီးကိုအတင်းပြုပြင်ပြောင်းလဲဖို့မကြိုးစားပဲဒီတဘာဝတရားနဲ့တသားတည်းဖြစ်အောင်လိုက်လျောညီတွေဖြစ်အောင်နေထိုင်တတ်ဖို့သင်ကြားပေးတဲ့ဝါဒတစ်ခုဖြစ်ပါတယ်အထူးသဖြင့်တော့တဘာဝတရားကိုချစ်တတ်ဖို့ဖြစ်တည်မှုတွေကိုတန်ဖိုးထားဖို့ပြီးရင်တဘာဝနဲ့အညီလိုက်လျောညီတွေနေတတ်ဖို့ပြသထားတဲ့အယူဝါဒတစ်ခုဖြစ်ပါတယ်ဒုတိယတစ်ချက်ကကြတော့ဒီတာဝဝါဒရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့ဝူဝေဆိုတဲ့ဒီအယူဆတစ်ခုဖြစ်တယ်ဒါတရုတ်စကားပေါ့နော်ဆိုတော့မြန်မာလိုတိုင်းရဲ့ဘာသာပြန်လို့ရှိရင်တော့ तू ကဘာမှမလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့တကယ်မူရင်းအဓိပ္ပာယ်ကကြတော့ဘယ်အရာကိုမှအတင်းအဓမ္မလုပ်မယူဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဥပမာပြောရမယ်ဆိုလို့ရှိရင်ရေစီးတန်တဲ့မြစ်ထဲမှာပေါ့နော်ရေကိုအတင်းဆန်ပြီးတော့မှကူးခတ်နေတယ်ဆိုလို့ရှိရင်တအားပင်ပန်းတယ်ပေါ့နော်ပြီးပုံပြီးတော့မှရေနဲ့လွယ်တယ်ဒါကြောင့်မလို့ရေကိုစံပြီးမတက်ဘဲနဲ့ရေစီးချောင်းတိုင်းလိုက်လျောညီထွေမျောပါပြီးသွားတယ်ဆိုလို့ရှိရင်တော့ကိုကတက်တောင့်တက်တာလည်းဖြစ်မယ်ခရီးလည်းရောက်မယ်ဆိုတဲ့သဘောဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကျမတို့ဘဝမှာတချို့အရာတွေကိုကြတော့အတင်းကျပ်ထိန်းချုပ်ဖို့မကြိုးစားနဲ့ပေါ့နော်သဘာဝအတိုင်းလေးခဏလေးလွတ်ထားပေးလိုက်အဆင်ပြေသွားအောင်ခွင့်ပြုပေးတတ်ဖို့လိုတယ်ဆိုတဲ့အရာကိုကျမတို့ကသင်ယူရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဘာမှမလုပ်ဘဲနဲ့ထိုင်ပြီးပြင်းနေဖို့ပြောတာမဟုတ်ဘူးကိုယ့်ရဲ့အားစိုက်ထုတ်မှုကိုအမှန်ကန်နဲ့သူ့နေရာနဲ့သူတုံးတက်ဖို့ဒီဝါဒမှာလမ်းညွှန်ထားတာဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့အားလုံးမြင်ဘူးကြမယ်ပေါ့နော်ဒီအဝိုင်းလေးထဲမှာအဖြူနဲ့အမဲတစ်ချမ်းစီရှိတဲ့ရင်ရံဆိုတဲ့သဘောတရားလေးပေါ့နော်။ကျွန်မတက်တိုးထိုးထားတယ်။ဆိုတော့ဒီဟာကကြတော့ပေါ့နော်လောကမှာစန့်ကျင်ဘက်အရာတွေကတစ်ခုနဲ့တစ်ခုအမိတဟဲပြုတ်နေတယ်လို့ဆိုလိုတယ်ပေါ့နော်။အမှောင်ရှိနေလို့ဒါအလဲဆိုတာကိုကျမတို့သိရတယ်အစိုးတွေရှိနေလို့အကောင့်တွေကိုတန်ဖိုးပို့ပြီးထားတတ်လာတယ်ဆိုတဲ့သဘောတရားဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ဘဝမှာအခက်အခဲတွေကြုံလာရတဲ့အခါမျိုးမှာပေါ့နော်ဒါကသဘာဝတရားရဲ့စီးချက်တစ်ခုပဲဖြစ်တယ်မကြခင်မှာဒီအကောင့်ဘက်ကိုတစ်နှစ်ပြန်ရောက်လာမယ်ဆိုတော့ကျမတို့တွေးရမယ်ပြီးတော့မှအစိုးတွေကြုံလာတဲ့အခါမှာလည်းစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့မှဖြည့်ရှင်းတတ်ဖို့ရင်ဆိုင်တတ်ဖို့သင်ကြားပေးတဲ့အယူဝါဒတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အချင်းချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီတာဝဝါဒဆိုတာကဘဝကိုရေလိုစီးဆင်းစေပြီးတော့မှစိတ်ပီစီမှုတွေကိုဖြည်းဖြည်းချင်းရှော့ချတဲ့နီလန်းကိုဖြစ်တယ်ပေါ့နော်ဆိုတော့အရာရာကိုအတင်းကျပ်လုံးမယူပါဘူးမျှခြေတစ်ခုမှာပဲ balance ဖြစ်အောင်အေးအေးချမ်းချမ်းနေထိုင်သင့်တယ်ပေါ့နော်ပြီးတော့ကိုလိုချင်တဲ့အရာတွေရအောင်ဖြည်းဖြည်းချင်းမှန်မှန်ကန်ကန်နဲ့စူးစမ်းအားထုတ်မယ်ဆိုရင်ပို့ပြီးတော့မှအစီအပြေချောမွေ့နိုင်တယ်စိတ်လည်းအေးချမ်းနိုင်တယ်ဆိုတဲ့ဟာကိုပြပြဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့သူတွေရဲ့ဘဝဖြတ်သန်းမှုမှာလည်းရေလိုမျိုးအေးချမ်းစွာစီးဆင်းစေဖို့ကြည့်ကြံနိုင်ကြပါစေနော်နောက်ထပ်ပြောပြမယ့်အကြောင်းအရာတွေကိုကြည့်ရဖို့လဲကျမရဲ့ဒီ channel လေးကို subscribe လုပ်ထားပေးကြပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်